တင်းလာသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်ဒီတော့သာသမီကျွန်တော်ရဲ့မိတ်ဆွေများအတွက်ပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေရောနမိတ်ဖြစ်ပါတယ်တေရောက9ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်တင်းလာသာသမီတွေအတွက်ပထမဆုံးကြာလာတဲ့တေရောနမိတ်ရာဆိုရင်တော့ရွှေကလတ်6လုံးဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနမိတ်ထဲမှာဆိုရင်ပန်းပွင့်လေးတွေပေါ့နော်အဖြူရောင်ပန်းပွင့်လေးတွေထည့်ထားတဲ့ရွှေကလတ်လေးကိုတဲ့အမျိုးသမီးတယောက်ကရှေ့ရမှာရှိတဲ့အမျိုးသမီးတယောက်ကိုအဲ့လိုပေးကမ်းနေတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနမိတ်ကလေးကိုကြည့်လိုက်ရင်အဗ္ဗဒမ်းမှာစိတ်ချမ်းသာစရာကောင်းတာပေါ့နော်ဒီနမိတ်ထဲမှာအေးချမ်းခြင်းတွေတဲ့အပေးယူမျှတခြင်းတွေနော်တယောက်နဲ့တယောက်အပေးယူမျှတခြင်းတွေနောက်တစ်ခုကမေတ္တာတရားတွေချစ်ချင်းမေတ္တာတရားတွေပေါင်းဆက်ပြီးတော့ပါဝင်နေတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အင်မတန်မှစိတ်ချမ်းသာရခြင်းစိတ်ပျော်ရွှင်ရခြင်းတွေကံကောင်းခြင်းတွေရှိတာပေါ့နော်ဒါကြောင့်တင်းလာသားသမီးတွေအတွက်ဒီကာလမှာကံကြမ္မာရဆိုရင်ကံကြမ္မာတော်တော်လေးကောင်းပါတယ်အဖက်ဘက်ကနေအစဉ်ပြေမယ်တဲ့အဓိကတော့ဒီကာလမှာဘယ်လိုလူမျိုးတွေအစဉ်ပြေတတ်တယ်လဲဆိုတော့တင်းလာသားသမီးတွေထဲမှာအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းတွေပွဲသားပွဲရုံလုပ်ငန်းတွေလုပ်ကိုင်နေတဲ့သူတွေဆိုရင်ထူးထူးခြားခြားအောင်မြင်ဖြစ်ထွန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်စက်တူလုပ်ငန်းတွေရှယ်ယာလုပ်ငန်းတွေပူးတွဲပေါင်းစပ်လုပ်ငန်းတွေကနေပြီးတော့အကျိုးအမြတ်ဖြစ်ထွန်းတတ်တယ်ပေါ့နော်။နောက်တစ်ခါဈေးရောင်းဝယ်လုပ်ကိုင်နေတဲ့တနင်္လာသားသမီးတွေဆိုရင်ရောင်းပန်းဝယ်ပန်းအင်မတန်မှပွင့်လန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အယောင်းဝယ်နဲ့ပတ်သက်ရင်ကံသာတာအထူးကောင်းမွန်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်ထွန်းတတ်တာပေါ့နော်။ကိုယ်နေနဲ့ကူညီခြင်းတဲ့လူတွေကိုယ်ဖေးမခြင်းတဲ့လူတွေကိုယ်ပေးဆက်ခြင်းတဲ့လူတွေကိုကူညီနိုင်မယ်ဖေးမနိုင်မယ်ပေးဆက်နိုင်မယ်တဲ့ကိုယ်ကအကူညီတွေရခြင်းတဲ့ကူညီတွေလိုအပ်တယ်ပေါ့အကူညီတွေတောင်းတအကူညီတွေရှာဖွေနေတဲ့တနင်္လာသားသမီးတွေဆိုရင်လေကိုယ်ကူညီပေးမဲ့လူတွေကိုယ်ပံ့ပိုးပေးမဲ့လူတွေနဲ့အဖက်ဖက်ကနေတွေ့ကြုံရတတ်ပါတယ်အလုံးမှာယာတုတိုးခြင်းတွေလစာတိုးခြင်းတွေနေရာကောင်းရခြင်းတွေဧကံမုတ်ချကြုံရတတ်တယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုရင်တော့ကံကြမ္မာပွင့်လန်းပြီးတော့ကံကြမ္မာတွေကပွင့်လန်းမယ်တဲ့အဖက်ဖက်ကနေပြီးတော့အစဉ်ပြေတိုးတက်ရခြင်းတွေအောင်မြင်ခြင်းတွေကြုံရတတ်ပါတယ်။တော့တင်းရသားသမီးတွေတွေကြားတဲ့တေရောနမိတ်ကတဲ့ဒိဗေကဘာလဲဆိုတော့လွယ်ကူခြင်းပေါ့နော်။ဘဝမှာကိုဖြစ်ကျင်တာတွေကိုရကျင်တာတွေကိုအောင်မြင်ကျင်တာတွေကိုတဲ့လွယ်ကူကူနဲ့ဖြစ်မြောက်နိုင်တယ်တဲ့အောင်မြင်နိုင်တယ်တဲ့အရင်ကြီးတော့မှပင်ပန်းခံပြီးတော့ကြိုးစားအားထုတ်စရာမလိုပဲနဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ကြီးမှန်းချက်တွေကိုလွယ်ကူကူဖြစ်မြောက်အောင်မြင်နိုင်တယ်နံပါတ်2ကကြတော့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်ပေါ့နော်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်ထဲမှာကြတော့သူကကဘာလုံးကိုကင်ထားတဲ့သင်္ကေတနမိတ်ဖြစ်တယ်ဆွေမျိုးသားချင်းတွေထဲမှာတဲ့ပြည်ပတို့နိုင်ငံခြားတိုင်းပြည်တွေလူမျိုးခြားဘာသာခြားတွေနဲ့ချိတ်ဆက်လုပ်ကင်ဖို့အတွက်ကြံစီစ조사အားထုတ်နေတဲ့ဆွေမျိုးသားချင်းတွေတဲ့အလိုဆန္ဒပြည့်ပါလိမ့်မယ်တဲ့စိတ်ချမ်းသာပျော်ရွှင်ရကိုယ့်ရဲ့မျိုးတွေထဲမှာနိုင်ငံခြားသွားဖို့ကြိုးစားနေတဲ့လူတွေဒီရက်ပိုင်းတွေမှာသတင်းတူကြားတတ်တဲ့သတင်းကောင်းကြားတတ်ပါတယ်။နောက်လူမှုရေးမှာကျတော့တော်တဲ့ကမ္ဘာလောကဆိုတဲ့နမိတ်ကြားတာပေါ့နော်။ကမ္ဘာလောကနမိတ်ဆိုတာအင်မတန်မှကောင်းတဲ့နမိတ်ဖြစ်တယ်။လူမှုရေးအတိုက်ခိုက်တွေကင်းမယ်လူချစ်လူခင်တွေများမယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်မှုတွေလူအများကြီးလေးစားမှုတွေလူအများကြီးတန်ဖိုးထားရခြင်းတွေကိုဧကံမုတ်ချကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်အဲ့တော့လူမှုရေးအတိုက်ခိုက်မရှိဘူးလူမှုရေးနဲ့ပတ်သက်ပြီးတော့ရန်အန်ဒီရမရှိဘူးအနှောက်အယှက်မရှိပါဘူးနောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာတဲ့ဒီနမိတ်မှာကြတော့ခွက်ပလားထဲမှာ9ဝင်တဲ့နမိတ်ကြ9ဝင်တဲ့နမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့အလိုရှိတာကိုရတာပေါ့နော်ကိုယ်အနေနဲ့ငွေကြေးတွေမျှော်လင့်နေတယ်လွယ်ကူကူရတတ်တာပေါ့ငွေကြေးကိုအကြောင်းပြုပြီးတော့လဲတင်းလာသားသမီးတွေဟာစိတ်ချမ်းသာရကာလကြာကြီးနင်းမြုပ်နေတဲ့ထင်းငေါနေတဲ့ကြံ့ကြာနေတဲ့ရစရာကြီးတဲ့ငွေတွေလည်းချောချောမောမောပြန်လဲပြီးတော့ဝင်ရောက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ထီပေါက်တကယ်တော့ငွေဆုလိုက်ပြန်လိုက်ဝင်တတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့တင်းလာသားသမီးတွေအတွက်အင်မတန်မှကံသာတာကောင်းမှုရှိပါတယ်နောက်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျဲပွင့်နမိတ်ပါပဲကျမ်းမာရေးညံ့နေတော့မှတင်းလာသားသမီးတွေတော့ကျမ်းမာရေးတွေပြန်လဲပြီးတော့ကောင်းမွန်သွားဖို့ရှိပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်ကံသာတာအထူးကောင်းပါ
ပညာရေးနဲ့ပတ်သက်တဲ့ကံတာရမှာတယ်လဘာတဲ့အလားဆိုတာပျော်ရွှင်ရတာပေါ့အဲ့တော့ဆောင်းမပြေဆိုဖို့ကြိုးစားအထုတ်နေတဲ့တနင်္လာသားသမီးတွေဖြည့်ဆိုနိုင်မယ်သင်တန်းကိစ္စတွေအောင်မြင်မှုရမယ်အဖက်ဖက်ကနေပြီးတော့တိုးတက်မျော်လင့်မထားတဲ့အကူအညီတွေအထိတနင်္လာသားသမီးတွေရဲ့ပညာရေးကဏ္ဍတွေမှာကောင်းတယ်ပေါ့နော်နောက်တစ်ခုကဘာသာရေးကိစ္စတွေသင်တယ်အဋ္ဌံကိစ္စတွေအတွက်ကြိုးစားအထုတ်နေတဲ့တနင်္လာသားသမီးတွေအတွက်ထူးထူးခြားခြားကောင်းပါတယ်နောက်တနင်္လာသားသမီးတွေရဲ့အခြေအနေနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ခွဲပလား9လုံးဆိုတဲ့နမိတ်ကြတော့အဲခွဲပလား9လုံးဟာ3လုံးကမှောက်နေတာပေါ့နော်မှောက်နေတယ်2လုံးတော့ရှိထောင်နေတာနောက်တစ်ခုကလူတစ်ယောက်ကဝိယုံနဲ့ကြီးကိုဝေးပြီးတော့ခေါင်းငိုက်ဆိုင်ကြပြီးစိတ်ဓာတ်တွေကျနေတယ်သင်္ကေတနမိတ်ဖြစ်တယ်ဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့တနင်္လာသားသမီးတွေဟာတဲ့အခြေအနေကိုအကြောင်းပြုပြီးတော့တဲ့စိတ်မောလူမောဖြစ်နေရတတ်ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်မောလူမောစိတ်ညစ်ရတာပေါ့နော်အခြေအနေတွေအစင်မပြေတာကြည်လက်ကြည့်အခြေအနေတို့စိတ်ကုန်နေတာရှေ့မဆက်ချင်တော့တာမဆက်ချင်ပေမဲ့လည်းရှေ့ကိုဆက်နေရတာအဲ့လိုမျိုးတွေကြုံရတတ်တယ်တဲ့ဒါတနင်္လာသားသမီးတွေအတွက်တဲတော်နမိတ်ဖြစ်ပါတယ်တနင်္လာသားသမီးတွေအကျိုးပေးတဲ့ကံကောင်းစီတဲ့အယောင်တဲ့အဲ့ဒါဘာလဲဆိုတော့အစိမ်းရောင်နဲ့နီညိုရောင်နဲ့ကောင်းပါတယ်နောက်ကဏ္ဍအပြင်ဆိုရင်၄ကဏ္ဍ၃ကဏ္ဍတွေအကျိုးပေးပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလက်ဖက်တုပ်နဲ့ဆွမ်းတော်ကပ်ပြီးတော့ဆူတောင်းမှာကိုယ့်ရဲ့ကံသာတာအညံ့ခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဟောစတန်စီတင်လေးပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကသတင်းစကားလေးတွေပါစီပါတယ်ကျွန်တော်ယူရိုမင်္ဂလာချန်ကိုဗိုလ်တုံးနေရလွယ်ပြီးတော့ channel ရက်ဒီမှာဖေးရမရှိဖွင့်ပါတယ်နော်တနင်္ဂနွေနေ့မနေ့7:00နာရီမှာခင်မွန်ကြီး10ပါအလူရရာပွဲရှိပါတယ်စနေနဲ့အင်္ဂါနေ့မနေ့7:00နာရီမှာတော့နဝင်းပွဲရရာရှိပါတယ်အင်္ဂါနေ့ညမှာဓာကြီးလေးပါအလူရရာပွဲရှိပါတယ်ကြာသပတေးနေ့မနေ့မှာခေါင်းစိတ်မင်္ဂလာရရာပြုလုပ်ပေးပါတယ်တောက်ကြနေ့မနေ့7:00နာရီမှာတော့တရားပွဲရရာရှိပါတယ်နော်လစဉ်1ရက်နေ့ကနေပြီးတော့10ရက်နေ့အထိပြည်တင်တင်နန်းနေရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒါကတော့အဘဆရာကြီးမင်းသိန်းခါရဲ့ကြီးနဲ့ဗရောက်ပြီးပေါင်းဆိုတဲ့ပတိလေးဖြစ်ပါတယ်နော်ကြီးရဲ့ဗရောက်ကဓာတ်စင်တာပေါ့ကြီးနဲ့ဗရောက်သားလေးနဲ့အပြီးပေါက်ဆိုတာပြီးချင်းပြည့်မြောက်ခြင်းအောင်မြင်ခြင်းကိုပြောတာပါကိုယ့်ရဲ့အလုပ်ကိုင်ကြံတည်တဲ့စိတ်ကူးတွေကိုမြန်မြန်တန်တန်ပြည့်မြောက်အောင်မြင်စေခြင်းနဲ့ဆိုရင်နဲ့ကြီးနဲ့ဗရောက်သားလေးနဲ့ရောပတိစောင့်ထားလို့ရပါတယ်စိတ်ဆရာတော့မလိုပါဘူးစိတ်မဲ့ဆိုရင်လည်းတော်တော်လေးအဋ္ဌံအောင်ပါတယ်နော်ဒါတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့အဆောင်လက်ဖွဲ့လေး၃ခုပါကျမ်းမာရေးအတွက်အဝါရောင်လက်ဖွဲ့လေးဖြစ်ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အစိမ်းရောင်လက်ဖွဲ့လေးဖြစ်ပါတယ်ဒါကတော့အခြေအနေနဲ့ပတ်သက်တဲ့လက်ဖွဲ့လေးပါဒါတော့ဈေးဆိုင်တွေလုပ်ငန်းတွေအတွက်အဓိကငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလောင်းကစားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်တချို့ကံသာတာကောင်းဖို့အတွက်ဆိုပြီးတော့ဒါဝါစိမ့်နေအင်းစမဖျောင်းနိုင်လေးဖြစ်ပါတယ်ဒီနေ့ကိုတတိုင်းထုံးရတာပါနော်ကိုမအကြောင်းချင်းကကိစ္စရှိတဲ့အခါအဋ္ဌံပြီးတော့ထုံးရတယ်ယရနာဒီပံဖျောင်းနိုင်တော်ကြီးဖြစ်ပါတယ်ဒါကတော့အဆောင်ဆက်လွယ်ပါနော်အဆောင်ဆက်လွယ်ပါဒီလိုဆက်လွယ်ဆောင်တာပါဒါကတော့ဒိုးကလေးပေါ့ဒိုးကလေးအဆောင်နော်ဒါကတော့ဇီးသားရောင်းမှလေးဖြစ်ပါတယ်ဒါတော့ဈေးကော်လက်ပွင့်မျက်နှာပွင့်ပြရစီဖြစ်ပါတယ်ကဲကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြပါစေလို့နော်ဘဝလန်းခီလန်းကိုအေးချမ်းသာရဆိုတာရှောင်းလန်းနိုင်ကြပါစေနော်ပူပန်တော့ကတွေလည်းကင်းဝေးကြပါစေလို့ဒီကတော့ကျမ်းမာရေးကောင်းမွန်ကြပါစေလို့ဆုတောင်းမေတ္တာများလှိုက်လိုက်လဲပို့သလိုက်ပါမယ်